Hello Hello အားလုံးပဲမင်္ဂလာပါရှင်လက်ဖြူရဲ့ဒီလေးမှာပြန်လဲကြိုဆိုလိုက်ပါရနော်ဒီနေ့ဂျာမနီရဲ့ရာသီဥတုအခြေအနေလေးကတော့29ဒီဂရီရှိပြီးတော့ vibe ကလည်းတအားကိုကောင်းနေပါတယ်လက်ဖြူတို့ကတော့အခု Buga Bureau ကိုသွားနေတာပါအမှန်တိုင်းပြောရင်တော့ဒီ process ကတော်တော်လေးကိုရှည်တယ်ပြောရမယ် appointment တွေ paperwork တွေနောက်ပြီးတော့စောင့်ရတာတွေ email တွေလက်ဖြူရဲ့ခဏီပါရမီတို့သူတို့အချိန်ချင်းဆွာတာပေါ့နော်ဒါပေမဲ့မဆိုးပါဘူးဒီနေ့ကတော့ finally the day ပေါ့နော်ကျင်းနေပါတယ် Okay guys ရောက်ပြီအပြင်ကတော့လူကဖြီးနေပြီရင်းထဲမှာတော့နည်းနည်းတော့ခုန်နေပါတယ် delay လေးနဲ့ပေါ့နော်ဂျာမန် office fight တွေကတော့ပြောရင် exam room ကြီးကြာနေရပါပဲဘူးမှလည်းမရှိပါဘူးလက်ပြနဲ့လက်ပြကောင်းလေးနှစ်ယောက်ပဲရှိတာပါစိတ်ထဲမှာတော့တွေးနေရပါတော့ဂျာမန်လိုဘယ်လိုဖြေကောင်းမလဲ hello danke schön တော့ပေါ့ကျင့်ထားတာဒါကတော့လက်ဖြူရဲ့ I'm Bureau အချိန်စီမှာပထမတစ်ချိန်တွေ့တဲ့နေရာမှာလက်ဖြူရဲ့ original documents တွေအကုန်ပြရပါတယ်ပြီးတော့ passport တင်သွားရပါတော့ဒီဟာကတော့ I'm Bureau work contact ပေးတဲ့ round ပေါ့နော် stress တွေစောင့်ရရတာတွေအားလုံး worth it ပါပဲ Yes I got it guys လက်ဖြူရဲ့နောက်ဗီဒီယိုတွေမှာလက်ဖြူဘယ်လို prepare လုပ်ခဲ့တာလေးတွေ do's and don'ts လေးတွေကို sharing လုပ်တော့မှာဖြစ်ပါတယ်ဒါကြောင့်အခု struggle ဖြစ်နေတဲ့လူတွေမရက်လိုက်ပါနဲ့တနေ့ကျရင် trying က result ဖြစ်လာမှာပါနော်ဂျာမန်မှာဖြစ်တော့လို့ကျွန်မရှိနေစမစားပါဘူးကျွန်မအားရှာစာပဲဆက်စားပါတယ်ကဲအားလုံးပဲ choosy coffee ပါနော်